အားလုံးပဲမင်္ဂလာနံနက်ခင်းပါရှင်ကျွန်တော်တို့ MKO Media ကိုရီသွေးကနေစီစဉ်တင်ဆက်နေဖြစ်ပါတယ်ရှင်ခုတွေ့မြင်နေရတဲ့အတိုင်းပဲဒီကနေ့17ရက်10လ2021ခုနှစ်မလေးရှားစံတော်ချိန်မနက်10:00နာရီခွဲအချိန်မှာမလေးရှားနိုင်ငံကိုရောက်ရှိနေကြတဲ့ကချင်ကရင်နီကရင်ချင်းမွန်ရှမ်းစတဲ့တိုင်းသားတွေစုပေါင်းပြီးတော့ခုလိုမြန်မာတန်ရုံရှင်းမှာစုယုံပြီးငြိမ်းချမ်းစွာဆန္ဒပြနေကြတာဖြစ်ပါတယ်ရှင်我不想。မြန်မာပြည်ကျန်းဖို့ဆိုရအနေနဲ့ကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့အခြားတိုင်းသားဒေသတွေမှာစစ်ဆင်နေမှုများဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပြီးဒေသခံတိုင်းသားပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာတပ်ဖြတ်ညှဉ်းပန်းနှိပ်စက်ခြင်းအမျိုးသမီးနဲ့ကလေးငယ်များကိုအတင်းအဓမ္မပြုကျင့်ခြင်းစစ်မြေပြင်မှာဒေသခံတိုင်းသားတွေကိုလက်နက်ခဲယမ်းများထမ်းကိုင်းခြင်းနဲ့မိုင်းရှင်းကိရိယာဖြင့်အသုံးပြုခြင်းစတဲ့လူမဆန်တဲ့လူခွင့်ရေးချက်ပေါက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်လို့အခုလိုတိုင်းသားလူမျိုးများအစုပေါင်းပြီးဆန္ဒပြခြင်းဖြစ်ကြောင်းလည်းသိရပါတယ်ရှင်ခုဆန္ဒပြကြတဲ့တိုင်းသားတွေမြန်မာတန်ရုံးကိုတောင်းဆိုတဲ့အချက်တွေကတော့ပြည်내အသီးသီးမှာစစ်ရေးရာထိုးစစ်ဆင်နေမှုများကိုချက်ချင်းရပ်တန့်ပေးရန်နိုင်ငံရေးအဖွဲ့အစည်းခေါင်းဆောင်များ UNFC အဖွဲ့အစည်းနဲ့အမြဲဆုံးတွေ့ဆုံဆွေးနွေးရန်နေ့ရှည်လများထောင်ချခံနေရတဲ့နိုင်ငံရေးကျင်းသားများကိုချက်ချင်းလွတ်ပေးရန်နဲ့AR မြစ်ဆောင်စီမံကိန်းကိုလုံးဝရပ်ဆိုင်ပေးရန်စတဲ့အချက်တွေပါဝင်ကြောင်းလည်းသိရပါတယ်ရှင်ချက်များကိုကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်မစ္စတာဘန်ကီမွန်ထံကို၎င်းအာဆီယံဥက္ကဋ္ဌထံကို၎င်းကျန်းဖို့ဆိုရနဲ့အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းများထံကိုလည်းတောင်းဆိုချက်စာလများရေးသားပေးပို့ခဲ့ကြောင်းလည်းသိရပါတယ်ရှင်ဘာလို့လဲရမှာလာဒီမှာလေBecause for the leader of the country and the educated person sees the refugee as a human being. That's why I hope as a human being, the proper answer and the assistance will be given to us one day.